မင်္ဂလာပါစက်မှုအင်ဂျင်နီယာချစ်မိတ်ဆွေတို့ဒီတစ်ပတ်မှာတော့တွင်ခုံပေါ်မှာရီမာလို့ခေါ်သောရီမင်းလုပ်ငန်းစဉ်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်ရီမင်းလုပ်ငန်းစဉ်ရီမင်းဆိုတာကမူလစူးသွားအရင်ဖောက်ရပါတယ်ဖောက်ထားတဲ့ပေါက်ကိုပိုပြီးချဲ့ပြီးချောမွေ့အောင်ပြုပြင်တာဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်ကတော့တိကျမှုနဲ့မျက်နှာပြင်အရေးသွေးကိုမြင့်တင်ပေးပါတယ် Learning lathe machine operation, reaming. Reaming is used to enlarge and refine a pre-drilled hole. It improves dimensional accuracy and surface finish, essential for precision engineering tasks.